ဦးဇင်းတို့ဘုရားလောင်းကြီးကတခုသောဘဝမှာသားတစ်ယောက်သမီးတစ်ယောက်ထွန်းကားတော့အဲ့ဒီသားကမိန်းမရတော့ချွေးမလည်းရှိတယ်အိမ်မှာခိုင်းဖို့ရှိဖို့ကျွန်မလေးတစ်ယောက်လည်းရှိတယ်အဲ့ဒီတော့ဒကမာကြီးရဲ့သားရဲ့သမီးရဲ့ချွေးမရဲ့ကျွန်မရဲ့ဆိုပြီးတော့အချမ်းရံ9ယောက်နဲ့နေတာအဲ့ဒါဘုရားလောင်းကြီးကသဘောပေါက်တယ်ဘဝဆိုတာဧည့်သည်ပဲဆိုတာသဘောပေါက်တယ်သူသဘောပေါက်တယ်လို့သူ့ရဲ့လက်အောက်ငယ်သားမိသားစုတွေသဘောပေါက်ပါစေဆိုပြီးတော့အမြဲတမ်းဆုံးမတယ်ဘဝဆိုတာဧည့်သည်ဟောဒီလောကဇေယျဘောကအချိန်မရွေးဆင်းသွားကြရမှာဇေယျကိုဆွဲလန်းမာတယ်ဆိုလို့လေကိုနေခြင်းတလောက်နေခွင့်မရှိအဲ့ဒီလိုဆုံးမတာအဲ့ဒီလိုဆုံးမတော့မိသားစုတစုတုံးကလည်းပဲဘဝဆိုတာဧည့်သည်အကြောင်းဆုံလို့အကြောင်းကြုံလို့လမ်းပြီးတော့ဆုံကြတာဘယ်အချိန်မှကွဲသွားကြမယ်မသိဘူးလို့အမြဲတမ်းစဉ်းစားရတယ်အဲ့ဒီလိုနေရင်းနဲ့ဒီနေ့တော့လေတော်ထဲမှာဒီလိုမိုးလေဦးရတဲ့သူမရဲ့အမိုက်တွေစုပုံပြီးတော့မီးရှို့စိုက်ဖို့ပြိုးဖို့ပေါ့လေအဲ့ဒီလိုမီးရှို့ရင်လည်းသားဖားနှစ်ယောက်အလုပ်လုပ်ရင်းနဲ့သားလေးကိုတောင်ပေါ်တွေကမွေကမီးကိုမှုန်ပြီးတော့ထွက်လာပြီးတော့နောက်ကနေရုတ်တရက်ကိုက်လိုက်တာအဲ့ဒီနာကျင်ပွဲချင်းပြီးလဲပြီးတော့သေရှာတယ်အဲ့ဒီတော့ဘုရားလောင်းတကာကြီးကလေနီနာချင်းအိမ်ပြန်မဲ့လေနီနာချင်းကိုမှားတယ်ဟေးတို့အိမ်ကအမေကြီးကိုပြောလိုက်ပါအခါတိုင်း2ယောက်စာယူနေကြပို့နေကြထမင်းကိုဒီနေ့1ယောက်စာပဲလာပို့ပါလို့ပြောလိုက်ပါအခါတိုင်းထမင်းလာပို့ရင်1ယောက်ပဲပို့တာဒီကနေ့တော့အိမ်ရှိလူကိုတတ်တရရဖီးလိန်ပြင်ဆင်ပြီးတော့လာပြီးတော့ပို့လိုက်ပါလို့ပြောလိုက်ပါပန်းနန္တာလက်ဆွဲခဲ့ပါလို့ပြောလိုက်ပါအဲ့ဒီလိုလဲပြောတော့ဒကမာကြီးကခေမာထေတီအလောင်းဆိုတော့ညံရှိတယ်ဟေးမင်းကိုပြောလိုက်တာဘယ်သူပြောလိုက်တာလဲအဖေကပြောလိုက်တာလားသားကပြောလိုက်တာလားအဖေကပြောလိုက်တာဩအဲ့လိုဆိုရင်ငါသားလေးတော့ဆုံးရှာပေါ့အိမ်ကနေသိတယ်2ယောက်စာထမင်းပို့နေကြ1ယောက်ပဲမှားတယ်ဆိုတော့1ယောက်မရှိတော့ဘူးပေါ့ဟုတ်လားအကုန်လုံးလာခဲ့ရမယ်ဆိုတော့နောက်ဆုံးခရီးကလေးမို့နှုတ်ဆက်တဲ့အနေပေါ့သဘောပေါက်တယ်နော်ဒကမာကြီးကအဲ့ဒါနဲ့အိမ်ရှိတဲ့လူတွေကိုကြိုင်ငါသားတော့သေးပြီဟဲ့သမီးမင်းအကိုတော့သေးပြီချွေးမကိုလည်းမင်းယောက်ျားတော့သေးပြီအေးတို့စဉ်းစားခဲ့တယ်ဘဝဆိုတာဧည့်သည်အခုအဲ့ဒီဧည့်သည်ကအရင်လက်ဥစွာဒီဇဲဘောကဆင်းသွားပြီတို့ကိုနှုတ်တောင်ဆက်မသွားဘူးအဲ့ဒါနဲ့အိမ်ရှိလူကုန်ပန်းနန္တာလက်ဆွဲပြီးတော့လေတော်ကိုလိုက်တယ်ဟိုရောက်တော့ထင်တဲ့အတိုင်းပဲအဲ့ဒီမှာသားအလောင်းကိုစေးသေးကြည့်တမိသားစုလုံးမျက်ရည်တစ်ပေါင်းမှမကျဘူးစောစည်းစွာကြိုတင်ပြီးတော့သိမြင်ထားတဲ့အသိဉာဏ်တွေရဲ့ခွန်အားပေါ့နော်အေးမျက်ရည်မကျဘူးအဲ့ဒါကိုစုပုံပြီးတော့ထင်းကြောက်ကလေးတွေပါလေးတွေစုပြီးတော့သားအလောင်းကိုနေချင်းပြီးမီးရှို့တယ်တကြိုတယ်ဘေးမှာဘယ်ပိဋကမှာဖိတ်တယ်လို့လည်းမပါဘူးဟုတ်လားသာသနာ့ဘဆိုတော့ဘုန်းကြီးလည်းရှိဟန်မတူပါဘူးဘုန်းကြီးပင့်တယ်လို့လည်းမပါဘူးလေတော်ထဲမှာဒီတိုင်းသေးလို့ဒီတိုင်းပဲရှို့ပလိုက်တာပဲဒါပေမဲ့သူတို့ရဲ့စိတ်တန်တာမှာကုသိုလ်ဆိုတာကတော့ဖြစ်နေတယ်ကုသိုလ်ဆိုတာစိတ်ထဲမှာကောင်းတဲ့သဘောဖြစ်တာတဘာဝကျတဲ့သဘောဖြစ်တာကုသိုလ်ခေါ်တာမဟုတ်လားအေးသူတို့ရဲ့စိတ်ထဲမှာတော့အင်မတန်လေးနေတဲ့ကုသိုလ်တွေကတော့ဖြစ်နေတာအဲ့ဒီမှာဝိုင်းပြီးတော့သားရဲ့အလောင်းမီးတစ်ဖြက်လောင်ကျွမ်းသွားတာကိုဒီတိုင်းပဲဇိမ်ပြေနေပြေထိုင်ကြည့်နေတယ်ဘဝဆိုတာဒီတိုင်းပဲပြီးတော့လည်းပြီးရတာဘာမှဟုတ်တာမဟုတ်ဘဝဆိုတာဘာမှဟုတ်တာမဟုတ်ဘာတန်ဖိုးမှမရှိဘူးဘဝဆိုတာပြီးရင်ပြီးရတာတုံညာသဘောဒါကြောင့်မြတ်စွာဘုရားဘဝကိုတုံညာလို့ဟောတာတုံညာဆိုတော့1လည်းမဟုတ်ဘူး2လည်းမဟုတ်ဘူးဘာမှခဏန်းတက်လို့မရဘူးဘာဖြစ်လို့လဲပြီးရင်ပြီးသွားတာမို့လို့မပြီးရင်လို့မရဘူးဒါပေမဲ့တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေဆိုတာကတော့ဘဝဟာပြီးသွားတာပဲဆိုတာကိုသဘောမပေါက်တော့ဘဝကိုတန်ဖိုးရှိတယ်လို့ထင်တယ်ဘဝကိုကြီးကျယ်တယ်ဘဝကိုခမ်းနားတယ်လို့ထင်တယ်ဒါကြောင့်ကဏ္ဍတွေအမျိုးမျိုးတက်တယ်တန်ဖိုးတွေအမျိုးမျိုးကတ်တယ်တစိမ့်တွေအမျိုးမျိုးကတ်ထားတယ်ဘဝကိုတိတ်တန်ဖိုးရှိတယ်လို့ထင်တာထားပါတော့စကားတွေဘေးထွက်ကုန်ပြီတကားကြီးသူမကြီးများအေးအဲ့ဒါလို့သူတို့ရဲ့ပွားများအပ်သောစိတ်ဓာတ်ဘာဝနာရဲ့အစွမ်းတတ္တိကြောင့်မျက်ရည်မကျဘူးအဲ့ဒီစိတ်ဓာတ်ရဲ့အစွမ်းတတ္တိကမျက်ရည်မကျယုံမျှမကဘူးတရားမင်းရဲ့နေရာကိုတောင်တုန်လှုပ်စေတယ်အဲ့ဒါတရားမင်းကပုံနာရောင်ဆောင်ပြီးတော့ရောက်လာတာအံ့ဩစရာကောင်းလိုက်တာသားအရင်ခောက်သေးတာကိုတရားမှမငို့ဘူးအဲ့ဒါနဲ့မသိချင်အောင်ဆောင်ပြီးတော့အဲ့ဒီပုံနာဧည့်သည်ရောင်ဆောင်ထားတဲ့ပုံနာကမေးတာဟေးသားသမင်ကိုမီးရှို့နေတာလားလူကိုမီးရှို့နေတာလားဟာလူကိုမီးရှို့နေတာပါအံ့ဩတယ်
လူဆိုရင်ဒါသင်တို့ရဲ့ရန်သူပဲဖြစ်မယ်တဲ့ရန်သူမဟုတ်ပါသားပါတူရီသောသားပါသားဆိုရင်လည်းသင်တို့မုန်းတဲ့သားပဲဖြစ်မယ်မမုန်းပါဘူးအင်မတန်ချစ်တဲ့သားပါဟာဒါနဲ့ရင်ဘာလို့မငို့တော့အဲ့ဒီကြတော့မှခေမာထေတီအလောင်းပြောတဲ့စကားထဲမှာဒါလေးကိုဦးဇင်းကပြောချင်တာနော်မငိုခြင်းရဲ့အကြောင်းပေါ့ဘုရားလောင်းကြီးကတော့ပြောပါတယ်လူဘဝသေးတယ်ဆိုတာမွေများအရေခွန်လဲသလိုပဲတဲ့ဒါဘုရားလောင်းရဲ့အယူအဆအမြင်ပေါ့နော်ငါသားဟာအခုမီးရှို့နေတာကိုတောင်ဘာမှမသိတော့ဘူးတို့ငိုတာကိုသိဖို့ဝေလာဝေးရောဒါကြောင့်ငိုကြွေးနေလို့ဘာအဓိပ္ပာယ်ရှိမှာလဲမီးရှို့တာကိုတောင်မသိတဲ့လူတစ်ယောက်ရဲ့အနားမှာလာပြီးတော့ငိုမယ်ဆိုရင်ဘာအဓိပ္ပာယ်ရှိမလဲဘာမှအဓိပ္ပာယ်မရှိဘူးတကယ်လို့ငိုတာကိုသူကသိတယ်ဆိုရင်လည်းဩငါပေါ်မြစ်တာရှိရလို့တန်ရောစင်မကင်းကြလို့ငိုတာလို့သိတယ်ဆိုရင်လည်းငိုရတာကငိုရကျိုးနဲ့သေးတယ်လေအခုကိုငိုတာကို तू သိလားမသိဘူးငိုတာကိုမပြောနဲ့မီးရှို့တာကိုတောင်မသိတော့ဒါကြောင့် तू မငိုဘူးနှမလေးကိုမေးတော့နှမလေးကဘာပြောလဲဆိုတော့ငိုခြင်းအပြင်လူပိန်မယ်တဲ့ကျမကိုချစ်တဲ့လူတွေစိတ်ဆင်းရဲမယ်တဲ့ဘာမှအကျိုးမရှိဘူးဒါကြောင့်မငိုဘူးတဲ့နော်ဇနီးကိုမေးတဲ့အခါကျတော့မငိုပါဘူးတဲ့သေပြီးသားလူကိုတန်းတက်ပြီးတော့ပူဆွေးတာဟာလကိုတန်းတက်ပြီးတော့ငိုတဲ့ကလေးတဲ့ယူတယ်တဲ့လကမှမြင်ရသေးတယ်ပေါ့ဟုတ်လားအဲ့ဒီမှာကျွန်မကိုမေးတော့ကျွန်မကဘာပြောလဲဆိုတော့ကွဲပြီးသားရေအိုးဟာပြန်ဆက်လို့မရတော့တလို့ငိုကြွေးခြင်းအပြင်ဘာမှအကျိုးမရှိဘူးဒီလိုပြောတာအဲ့ဒီမှာဒကမာကြီးပြောတဲ့စကားကိုပေးတတ်တော့ကိုမှတ်သားစေခြင်းတာအနာဝီတောတတောအာဂနာနုညာတောဤတောကတောယထာကတောတထာကတောတထကပရိဒေဝနာသူကတော့ပါဠိလိုဂါထာလေးနဲ့ရွတ်တာဗျနော်အဓိပ္ပာယ်ကဘာပြောလဲဆိုတော့အနာဝီတောတတောအာဂဟောဒီချစ်လာတဲ့သားဟာကျွန်ုပ်မခေါ်ပဲနဲ့ကျွန်ုပ်တို့ရဲ့အိမ်မော်ကိုရောက်လာတာကျွန်ုပ်ရင်ဝင်ကြားကိုရောက်လာတာလာခဲ့ပါလို့မျက်မျက်နှုံနှုံခေါ်တာမဟုတ်သူသဘောနဲ့သူပါလဲရောက်လာတာအနာဝီတောတတောအာဂနာနုညာတောဤတောကတောပြန်သွားတော့လည်းပဲကျွန်ုပ်တို့အနူးအညွတ်ခွင့်မပြုဘဲနဲ့သူ့စိတ်ကူးနဲ့သူ့ဟတ်သူပြန်သွားတာလာခဲ့လို့လည်းမခေါ်ဘူးပြန်သွားပါလို့လည်းခွင့်မပြုဘူးခွင့်မပြုတဲ့ကြားတဲ့ကပြန်သွားတာအဲ့ဒါနဲ့အင်မတန်တူတယ်နော်လာခဲ့လို့လည်းခေါ်လို့ရတာမဟုတ်ဘူးပြန်မသွားနဲ့လို့လည်းပဲဆွဲထားလို့ရတာမဟုတ်ဘူးဟုတ်လားမခေါ်ဘဲနဲ့လာပြီးတော့စိတ်တိုင်းမကြဘဲနဲ့ပြန်ထွက်ခွာသွားတာအဲ့ဒါလို့လာခြင်းတို့လာပြီးတော့သွားခြင်းတို့သွားတဲ့ဒီလူသားတယောက်အတွက်ငိုကြွေးနေလို့ဘာကြိုးရှိမှလဲတဲ့ဒီစကားလေးပြောတာဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့တရားမင်းကြီးကတော့သူတို့ရဲ့အသိဉာဏ်တွေကိုပူဇော်သောအဖြစ်ယတနာမူတွေရွာသွန်းပေးသွားတယ်လို့ပြောတာပဲဟုတ်လားဒီတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကတော့အဲ့ဒီမိသားစုလူတွေနာရီမရခြင်းနေပါစေစိတ်နှလုံးရဲ့လွတ်လပ်မှုပေါ်ပါမှုအမြင်ကြီးမှုဉာဏ်ပညာကြီးမှုကိုရည်ရွယ်ပြီးတော့ရကျင်တဲ့စိတ်နဲ့ဘဝဆိုတာဧည့်သည်ပဲငါလည်းဘယ်ချိန်ထွက်ရမယ်မသိဘူးသူလည်းဘယ်ချိန်ထွက်သွားမယ်မသိဘူးတယောက်ယောက်ကတော့တယောက်ယောက်ကိုခွဲပြီးတော့သွားမှသိကြတယ်နော်ကိုယ်အိမ်ကလူတွေကိုကိုယ်အရင်ခွဲသွားစေခြင်းပါသလားဒကမာကြီးတွေကိုယ်အိမ်ကလူတွေကိုကိုယ်အရင်အိမ်ကနေထွက်သွားစေခြင်းပါသလားမသွားစေခြင်းဘယ်လိုလုပ်မလို့ကိုကအရင်ထွက်ဖို့ရှိတယ်ကိုယ်အိမ်ကလူတွေကိုကိုယ်အရင်ထွက်မသွားစေခြင်းဘူးဆိုရင်နီးတနည်းတော့ရှိတယ်နော်အဲ့ဒါဘယ်လိုလုပ်ရမလဲကိုကအရင်ထွက်ချင်တာဟာအဲ့ဒီကပိုးပြီးတော့တောင်ကြိုက်เสียမကောင်းသေးတယ်အဲ့ဒါကြီးကပိုးတောင်ဆိုးသေးတယ်ဘဝမှာတစ်ခါတရံကောင်းတာရွေးချယ်စရာမရှိဘူးနော်အဆိုးကြီးနဲ့အဆိုးလေးပဲရွေးရတာကောင်းတာမပါဘူးကိုကထွက်သွားဖို့ဆိုတာလည်းပဲလုံးဝမကောင်းဘူးကိုရင်သူတို့ထွက်သွားဆိုတော့လေလုံးဝမကောင်းဘူးမကောင်းပေစီအဲ့ဒီမကောင်းတစ်ခုတစ်ခုခုကတော့သေချာပေါက်ရွေးကိုရွေးရမယ်တခါကြီးဒီမိုက်မြအေးဒါကြောင့်ဘဝဆိုတာဒုက္ခဆိုတာဒါပြောတာဒါအပေါ်ယံမရှိသေးတာနော်ဟုတ်လားဒါကြောင့်ကိုယ်အရင်သူတို့ထွက်ခြင်းထွက်မယ်သို့မဟုတ်ကိုကရင်သူတို့အရင်ထွက်ခြင်းထွက်မယ်သေချာတာကတော့အာလုံးသောတတ္တဝါတွေသည်ဧည့်သည်